ရန်ကုန်မြို့မြန်မာငြိမ်းချမ်းရေးစင်တာမှာဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့ကတနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီ80ကျော်နဲ့တွေ့ဆုံရှင်းပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီလက်မှတ်ရေးထိုးပွဲကိုအနည်းဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့9ဘွဲ့လက်မှတ်ထိုးဖို့တေချာပြီလို့လည်းပြောပါတယ်။2015ခုနှစ်အောက်တိုဘာလပထမပတ်ထဲမှာလက်မှတ်ထိုးပွဲကြီးကျင်းပနေတော့မှဒီကြောင်ဒီခန်းမှာဒီပြောတာအစိုးရနဲ့တိုက်ပွဲဖြစ်နေတဲ့ကိုကန့်တပ်မတော်နဲ့ပတ်သက်ပြီးဝန်ကြီးကအခုလိုသဘောထားရှိကြောင်းပြောပါတယ်။ကိုကန့်အဖွဲ့ဟာအရင်ကလည်းငြိမ်းချမ်းရေးယူပြီးတော့မှကိုကန့်ဒေသမှာကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးတော့တတ်မှတ်ပြီးတော့မှအဲ့မှာအစိုးရဖွဲ့စည်းထားပြီးသားဖြစ်ပါတယ်။အဲ့တော့ခုဖြစ်လာတဲ့ NDA ဆိုတာဟာဖေဖော်ဝါရီလ6ရက်နေ့ကျမှတိုက်ပွဲစဖြစ်တော့မှဒီဖွဲ့ရှိမှကျွန်တော်သိပါတယ်။2015ခုနှစ်ဖြစ်ပါတယ်။ကျွန်တော်2017ခုနှစ်ငြိမ်းချမ်းရေးဖိတ်ခေါ်စာထဲမှာမပါပါဘူး။အဖွဲ့တစ်ဖြစ်ပါတယ်။သူ့ကိုလည်းချမ်းထားပါဘူး။ကျွန်တော်တို့ဒါကိုလည်းဆက်လုပ်သွားမယ်။အဲ့တော့ကျွန်တော်16ဖွဲ့ထဲမှာမပါခြင်းကြောင့်ရအဲ့ဒါကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်တင်ပြပါတယ်။ပလောင်လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ရခိုင်တပ်မတော်တို့နဲ့လည်းတီးတန့်ဆွေးနွေးပြီးဆောင်ရွက်သွားမယ်လို့သိရပါတယ်။သူကဘာပြောလဲဆိုလို့ရှိရင်ပလောင်နေတဲ့ဒေသ10မြို့နယ်က10မြို့နယ်ကိုသူတို့ပြရမယ်ပြီးလို့ရှိရင်အဲ့မှာရှိတဲ့တပ်တွေအားလုံးဖယ်ပြရမယ်ဆိုတဲ့အချက်ကိုပြောပါတယ်ကျွန်တော်မျိုးတောင်းမှလည်းတို့စာမဖြစ်နိုင်ဘူးကျန်တဲ့တိုင်းသားတွေမှာလည်းငင်းချင်းလုပ်တဲ့အခါမှာဒီကိစ္စတွေမပါပါဘူးအဲ့တော့ပလောင်ဒေသမှာဒီမြို့နယ်10မြို့နယ်မှာကျွန်တော်လိုက်ကြည့်တော့လဲရှမ်းမျိုးတွေက8000လောက်နေထိုင်ပြီးတော့ပလောင်မျိုးက2000လောက်ပဲနေထိုင်တာတော့တွေ့ရပါတယ်ရှမ်းတွေကလည်းခံမှာမဟုတ်ပါဘူးတိုင်းသားစည်းလုံးညီညွတ်ရေးလည်းပြည့်စုံသွားမှာဖြစ်ပါတယ်။ကျွန်တော်ပထမအကြိမ်ဆွေးနွေးပွဲတွေကဘလို့မှဆက်လို့မရတော့အောင်တင်ပြချက်တွေတောင်းဆိုချက်တွေအများကြီးတွေ့ရပါတယ်။သို့တော်လည်းပဲပလောင်ဒေသမှာရှိတဲ့ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးမောင်ကျော်ဟာဒေသဘက်စီဝေးမှာနိုင်ငံတော်သမ္မတကြီးကိုတင်ပြပါတယ်။ပလောင်နဲ့ငြိမ်းချမ်းရေးပေးပါပလောင်ဖွဲ့တွေဆွေးဆွဲနေပြီလူကနေလည်းပြပါတယ်ဆိုပြီးတော့သူကတင်ပြတဲ့ခါကျတော့နိုင်ငံတော်သမ္မတကြီးကနေဥမောင်ကျော်ကိုဥက္ကဋ္ဌဖြစ်ပေးပါတယ်။ကျွန်တော် PSLF ကအဖွဲ့ခေါင်းဆောင်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ဦးအိုက်မုံကိုဖွဲ့ဝင်ဖြစ်ခဲ့ပေးပါတယ်။နောက်ပြီးတော့မြို့သားလွတ်တော်မှာရှိတဲ့ပလောင်မြို့သားဦးထွန်းကျော်ကိုခဲ့ပေးပါတယ်။ပြီးတော့မှသွားပြီးဆွေးနွေးခိုင်းပါတယ်။အဲ့တော့ဟိုဖွဲ့ကဘာပြောလဲရဲဆိုလို့ရှိရင်ခင်ဗျားတို့ကအစိုးရမဟုတ်ဘူးတဲ့ကျွန်တော်မဆွေးနိုင်ဘူးဆွေးနိုင်မှာဘူးဆိုပြီးတော့ပြောပါတယ်ဒါနဲ့တခါသမ္မတကြီးရဲ့လက်မှတ်နဲ့စာရေးပြီးတော့လွှတ်လိုက်ပါတယ်ဆွေးနွေးပွဲမဖြစ်ပါဘူးခင်ဗျာသူတို့အစိုးရလို့မတတ်မှတ်ပါဘူးအဲ့တော့အစိုးရကိုတတ်မှတ်တာဥအောင်မင်းသွားမှာပဲဒီဆွေးနွေးပွဲရဖြစ်မှာလားဥအောင်မင်းလည်းခုပဲပြေးနေတဲ့အချိန်မရပါဘူးတို့တော်လည်းပဲသူတို့ကိုကျွန်တော်တို့ကချမ်းမထားပါဘူးအလားတူရခိုင်တပ်မတော် AA နဲ့ပတ်သက်ပြီးတော့လည်းအခုလိုသဘောထားကိုရှင်းပြပါတယ်နောက် AA ဖွဲ့ကျွန်တော်ပြောပါမယ် AA ဖွဲ့ဟာလိုက်စားမှာဘိုတင်နန်းကျောင်းမှာအမြောက်ကြမှာ AA ကဘိုကြီးတွေဘိုလောင်းတွေတည်တယ်ဆိုတော့မှပဲ AA ဖွဲ့ရှိမှန်းကျွန်တော်သိရပါတယ်အဲ့ဒါ2014ခုနှစ်ဖြစ်ပါတယ်ကျွန်တော်တို့2017ခုနှစ်ဩဂုတ်လ18ရက်နေ့မှာနေပြည်တော်ဖိတ်ခေါ်တဲ့အချိန်မှာအဲ့ဒီဖွဲ့မရှိသေးပါဘူးဒါမှမဟုတ်ကျွန်တော်က AA ကိုဒီမှာဒီထဲမှာပထမအဖွဲ့ထဲမှာတော့မပါဘူးချမ်းမထားပါဘူးဆက်လုပ်ပြီးဖြစ်ကြောင်းကျွန်တော်တင်ပြပါလက်မှတ်ရေးထိုးပြီး2လအတွင်းနိုင်ငံရေးဆွေးနွေးပွဲတွေဆက်လက်ကျင်းပဖို့အတွက်မူပေါင်းတွေရွေးဆွဲရမှာဖြစ်ပြီး3လအတွင်းနိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပရမှာဖြစ်တယ်လို့ NCA မှာပါရှိတာကြောင့်နိုင်ငံရေးဆွေးနွေးပွဲတွေကိုနောက်နှစ်ဇန်နဝါရီလပထမပတ်အတွင်းစတင်မှာဖြစ်တယ်လို့လည်းဝန်ကြီးဦးအောင်မင်းကပြောပါတယ်ရှင်။